မိုင်းဒဇင်းအဖြစ်ခရစ်ယာန်နေမြမမီ1873ခုနှစ်အမေရိကန်နိုင်ငံမော်နီလာမြို့ကနေထွက်ခွာလာတဲ့သင်္ဘောဒဇင်းပေါ်မှာလူငယ်လင်မယားနှစ်ဦးကမြမမီကိုမျောလင်းချက်များစွာနဲ့ခီးထွက်လာကြသည်သူတို့မှာမျောလင်းချက်တစ်ခုရှိခဲ့သည်မသိသေးတဲ့မြန်မာလူမျိုးတွေကိုခရစ်ယာန်ဘုရားသခင်အချစ်ကိုမျှဝေချင်ခဲ့သည်သူတို့၏နာမည်ကတော့အဒေါနီယန်နှင့်အင်ဂျင်စင်တို့ပဲဖြစ်ပါတယ်ခရစ်ယာန်သာသနာမြန်မာနိုင်ငံတွင်ပေါ်ပေါက်လာဖို့ပထမဦးစွာရောက်ရှိမှု1873ခုနှစ်အဒေါနီယန်နှင့်ဇနီးအင်ဂျင်စင်တို့သည်အမေရိကန်မှာပထမဆုံးခရစ်ယာန်သာသနာပြုသူများအဖြစ်မြန်မာနိုင်ငံသို့1873ခုနှစ်တွင်ရောက်ရှိလာခဲ့သည်၎င်းတို့သည်ဗပတဲ့အသင်းတော်ကိုစားပြုလာခြင်းဖြစ်ပြီးမြန်မာဘာသာသင်ကြားရေးတမန်ကျမ်းဘာသာပြန်ရေးအသင်းတော်တည်ထောင်ရေးတို့တွင်အရေးပါသောအခမ်းကဏ္ဍများထမ်းဆောင်ခဲ့ကြသည်အင်ဂျင်စင်သည်မြန်မာဘာသာတမန်ကျမ်းကိုဘာသာပြန်ခဲ့ပြီးယနေ့အသုံးပြုနေစေဖြစ်သည်သာသနာပြုလုပ်ငန်းများခရစ်ယာန်သာသနာပြုများသည်ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများတွင်အထူးရေးပါသောလှုပ်ဆောင်မှုများပြုလုပ်ခဲ့ကြသည်ကျောင်းများဆေးရုံများတည်ထောင်ခြင်းစာအုပ်များပညာရေးထောက်ကူပြုစာအုပ်များထုတ်ဝေခဲ့ကြသည်ခရစ်ယာန်သာသနာသည်ကရင်ချင်းကချင်တိုင်းရင်းသားတောင်သူလယ်သမားလူမျိုးစုအကြားတွင်ပုံမကျယ်ပြန့်စွာလက်ခံခဲ့ကြသည်ကိုလိုနီခေတ်တွင်ပုံမကျယ်ပြန့်စွာဖွံ့ဖြိုးလာခဲ့သည်ဗြိတိရှအုပ်ချုပ်ချိန်တွင်1824 1948တွင်ခရစ်ယာန်သာသနာသည်ပိုမိုကျယ်ပြန့်လာခဲ့သည်ဗြိတိရှအစိုးရသည်ခရစ်ယာန်သာသနာပြုများအားပံ့ပိုးကူညီပေးခဲ့ပြီးသာသနာပြုလုပ်ငန်းများအတွက်လွတ်လပ်ခွင့်များပေးခဲ့သည်ဗြိတိရှအုပ်ချုပ်မှုနှင့်ခရစ်ယာန်သာသနာသည်တချို့အချိန်များတွင်ဆက်ဆက်နေသည်ဟုမြန်မာလူမျိုးအချို့ကယူဆခဲ့ကြသည်လွတ်လပ်ရေးပြီးကာလ1948ခုနှစ်တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ခရစ်ယာန်သာသနာသည်တချို့ဒုက္ခများကြုံတွေ့ခဲ့ကြရသည်သာသနာရေးလွတ်လပ်ခွင့်ရှိတော်လဲတိုင်းရင်းသားဒေသများတွင်သာပုံမတည်မြဲစွာရှိနေခဲ့သည်ခရစ်ယာန်အသင်းတော်များသည်လူမှုဖွံ့ဖြိုးရေးပညာရေးလူမှုအကျိုးပြုလုပ်ငန်းများတွင်ဆက်လက်ပါဝင်ဆောင်ရွက်နေခဲ့သည်ယနေ့ခေတ်တွင်ခရစ်ယာန်ဘာသာကိုယုံကြည်သူများသည်လူဦးရေ၏6%ခန့်ရှိသည်ဟုခန့်မှန်းထားသည်ခရစ်ယာန်ဘာသာသည်ကရင်ချင်းကချင်လာဟူစံအရှမ်းတို့ကဲ့သို့သောတိုင်းရင်းသားများအကြားတွင်အထူးသဖြင့်ကျယ်ပြန့်သည်ခရစ်ယာန်အသင်းတော်များတွင်နှစ်ချင်းဆရာရိုမစ်ကက်သလစ်အင်္ဂလိကန်မှတ်တရတထမနေ့ဥပုပ်ပင်တေကုတ်တေစသည့်အမျိုးအစားများပါဝင်သည်အရေးပါသောအထောက်အထားများမှာအင်ဂျွန်စင်သည်မြန်မာဘာသာတမန်ကျမ်းကိုဘာသာပြန်ခဲ့သူပထမဦးဆုံးဖြစ်သည်ဘာပါတဲ့အသင်းတော်သည်မြန်မာနိုင်ငံတွင်အကြီးဆုံးခရစ်ယာန်အသင်းတော်ဖြစ်သည်ဝီကီပီဒီးယားခရစ်ယာန်ဘာသာတွင်သမိုင်းအကျဉ်းများကိုဖော်ပြထားခဲ့ပြီးမြန်မာခရစ်ယာန်စာအုပ်တွင်သာသနာပြုနည်းဗျူဟာများကိုလည်းဖော်ပြထားခဲ့ကြသည်ခရစ်ယာန်သာသနာသည်မြန်မာပညာရေးသမိုင်းတွင်အရေးပါသောအခမ်းကဏ္ဍသို့ရောက်ရှိခဲ့သည်မြန်မာနိုင်ငံတွင်ခရစ်ယာန်သာသနာစပြီးကိုးကွယ်မှုများကိုအကျဉ်းချုပ်အနေနဲ့တင်ဆက်ပေးသွားတာဖြစ်ပါတယ်ဤနေရာမှာပဲနှိကုံချုပ်အပ်ပါတယ်တစုံတရာမှားများရှိရင်ခွင့်လွှတ်ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ